ပြင်ထွက်တိုင်းသူတို့ရဲ့ခါမှာ10 မီတာလောက်ရှိတဲ့ကျိုးတွေကိုအမြဲပတ်ထားလေးရှိကြတယ်။ဘာလို့လဲဆိုတော့လူသားအလုံးဟာကြောက်စရာကောင်းတဲ့တတ္တဝါကြီးတွေဖြစ်ပြောင်းလဲသွားကြလို့ပဲ။သူတို့ကိုကာကွယ်ပေးနိုင်တဲ့တစ်ခုတည်းသောအရာကတော့ဒီအိမ်ဟောင်းကြီးနဲ့အိမ်ထဲကနေဆက်သွယ်ထားတဲ့ကျိုး3ချောင်းပဲဖြစ်ပါတယ်။ဒီနေ့တော့သူတို့တွေအစာရှာဖို့အပြင်ထွက်ခဲ့ကြတယ်။အကိုဖြစ်သူဆန်ကပိုးကောင်ချိုးနဲ့ကြွက်ကြီးတကောင်ကိုဖမ်းမိခဲ့တယ်။ညီဖြစ်သူနိုလန်ကတော့တစ်ပင်ပေါ်ကောင်ငှက်တိုက်ထဲမှာငှက်ဥတွေရှိမလားဆိုပြီးတက်ကြည့်ခဲ့ပေမဲ့အားလုံးကပေါက်သွားပြီးမို့သူတော်တော်လေးစိတ်ပြတ်သွားခဲ့တယ်။ဒါပေမဲ့သူပြန်ဆင်းခါနီးမှာမြေပြင်ပေါ်ကောင်ငှက်ဥတစ်လုံးကိုထပ်တွေ့လိုက်ရပြန်တယ်။သူသွားယူဖို့စ조사ပေမဲ့ကျိုးကမမိတော့ဘူး။ဒါကြောင့်နိုလန်ကကျိုးကိုဖြုတ်ဖို့စ조사နေတော့ဆန်အချိန်မီတားဆီးနိုင်ခဲ့တယ်။ဆန်ကဒါဟာတတ္တဝါကြီးတွေရဲ့ထောင်ချောက်ဖြစ်နိုင်တယ်လို့တန်တရားဝင်နေပေမဲ့နိုလန်ကတော့နားမထောင်ပဲကျိုးကိုပဲဆက်ဖြုတ်နေခဲ့တယ်။ဒါကြောင့်ဆန်ကခရမှုပြီးသူတို့အမေကိုလမ်းခေါ်လိုက်တော့မှနိုလန်တယောက်လက်လျှော့လိုက်ပါတော့တယ်။အိမ်ပြန်လမ်းမှာနိုလန်ကအရန်စိတ်တူနေတာကြောင့်ဆန်ရဲ့ကျိုးကိုတက်နင်းလိုက်တယ်။အရှိန်ကြောင့်ဆန်ရဲ့ခါးကကြိုးပြုတ်ထွက်သွားပြီးတောင်ကုန်းအောက်ကိုလိမ့်ဆင်းသွားရာကနေခြေချင်းဝှစ်ကျိုးသွားခဲ့တယ်။နိုလန်လည်းကြောက်လန့်ကြားနဲ့ခရကိုအဆက်မပြတ်မို့တော့တာပေါ့။ခရတန်ကိုကြားရတာနဲ့သူတို့အမေလည်းဒေါ်တဲကိုချက်ချင်းပြေးထွက်လာခဲ့တယ်။ဆန်တယောက်ကြောက်လန့်နေတော့ဒေါ်တဲကနေထူးဆန်းတဲ့အတန်ကြီးတွေထွက်လာပြန်တယ်။နိုလန်ကဆန်ကိုကယ်ဖို့သူ့ကျိုးကိုဖြုတ်ပြီးဆင်းသွားခဲ့ပေမဲ့သူတို့နှစ်ယောက်လှုပ်ရှားမှုအရန်နေကွင်းနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲတတ္တဝါကြီးတစ်ကောင်ကသူတို့စီတရွေ့ရွေ့ကက်လာခဲ့တယ်။ကံကောင်းထောက်မစွာနဲ့သူတို့အမေကအချိန်မီရောက်လာခဲ့ပြီးညီကိုနှစ်ယောက်လုံးကိုကျိုးနဲ့တွဲချီပေးလိုက်မှတတ္တဝါကြီးကသူတို့ကိုမထီရဲတော့တာပါ။အိမ်ပြန်ရောက်တဲ့အခါအမေဖြစ်သူကသူတို့ကိုဒူးထောက်ပြီးဆူတောင်းခိုင်းတယ်။သူတို့ကိုယ်တည်းကိုတတ္တဝါကြီးဝင်ပူးခြင်းမရှိတော့မှပဲအမေဖြစ်သူဓားမြောင်ကိုပြန်သိမ်းလိုက်တယ်။အမေဖြစ်သူကသူတို့ကိုအပြင်ထပ်မထွက်ခိုင်းတော့ဘူးလို့ဆုံးဖြတ်လိုက်ပေမဲ့မကြခင်မှာပဲအိမ်ကရိတ်ခါတွေကုန်သွားခဲ့တယ်။ဒါကြောင့်အမေဖြစ်သူသူတို့ချစ်တဲ့ခွေးလေးကိုတက်ပြီးအစာဖြစ်သုံးဖို့ခက်ခက်ခဲခဲဆုံးဖြတ်လိုက်ရတယ်။နိုလန်ကတော့ခွေးလေးကိုမိသားစုဝင်တယောက်လိုသတ်မှတ်ထားတာကြောင့်အပြင်းထန်ကန့်ကွက်ခဲ့တယ်။ဒါပေမဲ့အမေဖြစ်သူကနားမထောင်ပဲခွေးလေးကိုတိုးလောင်ယုံထဲခေါ်သွားပြီးတက်ဖို့ပြင်ဆင်နေတော့မှာပဲ။နိုလန်တယောက်သားတစ်ချောင်းကွင်ပြီးရောက်လာကအမေဖြစ်သူရဲ့ကြိုးကိုဖျက်ချလိုက်ပြီးတိုးလောင်ယုံထဲမှာပဲတောခတ်ပေးလောင်ထားလိုက်ပါတော့တယ်။